ဒီနေ့ဘုရင်တို့တရားဝဲဤဒုတိယနေ့နော်24ရက်6လ2008ခုနှစ်ညနေ9နာခွဲနဲ့10နာခွဲအတွင်းမှာဘုရင်တို့သစ္စာဓမ္မသဘင်ဖွင့်လိုက်ရမယ်အဲ့ဒီတော့တရားမောပြီဒီနေ့တရားဓမ္မတွေကိုဘုရင်ဟောကြားမယ်တရားတော့ဘာတရားဟောမယ်လို့မနေ့ကပြောခဲ့တယ်မိုက်သူခံထိုက်သူစံဆိုတဲ့တရားတော်မြတ်ကိုမဟောကြားသည်မိမနာကြားသည်မိဒီတရားတွေကိုဟောတော်မူတတ်သောဘုရားရှင်ရဲ့ဉာဏ်တော်ကိုအာယုံလေးယူပြီးတော့ပူဇော်ကြောကြမယ်လက်အိုးရှိပြီးတော့ဘုရားရှင်ကိုအာယုံလေးညွတ်ထားသေဇောတိတောကရုဏီနာပရံပရဓမ္မဝဟောကရောပယတာနိဗ္ဗာနံဩသစ္စာဒုက္ခရာကရံနာထောငါဤကိုယ်ွယ်ငါကိုကဲ့သိငါနဲ့မရှာလူနာများတို့ဤကိုယ်ွယ်ရာတဆုဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးသည်ကာရုဏီနာတတဝါခဘိဆင်းရဲခြင်းကိုလွန်ပင်ပြင်းပြသနာတော်မူလသောမာကရုဏာတော်သည်သေဇောတိတော်မချောင်းသာအောင်ခါကထထနှိုးစောအပ်သည်ဖြစ်၍ကရောပယထနိဗ္ဗာန်လက်လန်းမီလောက်အနိရောက်လည်းရဲ့မျက်မာပြုရန်မြတ်နိဗ္ဗာန်ကိုဩသစ္စာလွယ်တကိုလမ်းမယူပဲဘုလိုတွေ့တာပဲဆွမ်းခွာ၍ဒုက္ခရသမံလူများမကြံအောင်ထိုကြလွန်ကဲ့ဖြစ်ခြင်းတော်မူသောပါရမီတော်ဖြစ်ကိုကာရကာရံတော်လေးသည်ရှိကိကတသိမြထိန်သိဆင့်စဉ်ဖြစ်ခြင်းတော်မူလည်းရဲ့ပါရတံသူတော်ဘာတို့အကျိုးကိုအဝဟောကိုဆင်းရဲမှုလည်းလက်ယူရှုလည်းရဲ့အမှုပါလုံးရွေးဆောင်တော်မူခဲ့ပါသောတံဘဂဝန္တံမြတ်ကိုကဲငါကိုကဲ့သည်ငါနဲ့မရှာလူနာများတို့ဤကိုယ်ွယ်ရာတခင်ဖြစ်တော်မူသောထိုဘုရားရှင်ကိုတော်မြတ်ကြီးကိုမိယာမကံတရားဟောတရားနာဖြစ်ကြကုန်သောဘုရားတပည့်တော်တို့သည်နမောဗုဒ္ဓဂုဏ်တော်စိတ်ဝဲပြော၍ကောင်းစွာမသွေရှိခိုးကြောကြပါတော်သည်မြတ်စွာဘုရားဘုရားကဲအာတိတပဋ္ဌာနာဆုတောင်းကြမယ်ဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေသို့လင်းပါစေဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေထက်လင်းပါစေယဟန်တံဃာထေမဟာသာသနာတော်မြတ်ကြီးဆောင်ပါစေယဟန်တံဃာအလုံးမှာသာသနာတော်မြတ်ကြီးဆောင်ပါစေသာသနာလမင်းကျေခပင်အလင်းကပါတည်ပါစေအလင်းရောင်ကိုလက်ခံကြိုးကြည်ညိုလေးမြတ်ကြပါစေခဘာငြိမ်းချမ်းနိဗ္ဗာန်သံမြန်းနိုင်ကြပါကုန်စေက
ကဘာငြိမ်းချမ်းနိဗ္ဗာန်သံမြန်းနိုင်ကြပါကုန်စေလွန်တရားကြည်သူကြီးမားလှစွာသောယရဏသုံးပါးဆရာသမားများအား၎င်းပဝါလည်းနဲ့လို့ပခုံးလည်းနဲ့တဲ့ဝါဘတ်တော်ကစီနေပြန်လူဖြစ်အောင်ကျွေးဝေခဲ့ပါသောမိခင်ဖခင်နှစ်ပါးတို့အား၎င်းအချင်းအားသာသနာပြုတဲ့နေရာမှာအမြဲမပြတ်ပစ္စည်းရနှုတ်ကားပြချီးမြှောက်ထောက်ပံ့ပူဇော်လည်းရှိကြကုန်သောယဟန်တကယဟန်မှများနှင့်အလုံးသောဝေယဝိဆာတရားဓမ္မများအားအရှင်သည်တရားအထုတ်ခြင်းတရားဟောခြင်းသာသနာပြုကုသိုလ်ဖြင့်ပြန်လည်ပြီးကျေးဇူးဆက်ပါ၏လို့အလုံးချမ်းသာစွာထိုင်ပြီးတရားနာကြတရားဟောကြရအောင်ဒီနေ့အလုံးသောတရားဓမ္မပေါင်းသူတော်ကောင်းတို့တန်တရာဘုံတကွိမှာဘုရားရှင်သာသနာတော်မြတ်မှာဆုံတွေ့လို့ယခုလိုတရားနာခွင့်ရတရားဟောခွင့်တရားနာခွင့်တရားတွေနှလုံးသွင်းခွင့်ရခြင်းသည်ကောင်းသောအချိန်လားမကောင်းတဲ့အချိန်လားမင်္ဂလာရှိတဲ့အချိန်လို့မဆိုရဘူးလားဩလောကမှာဘဝရဲ့လက်ရှိဘဝလေးကိုတဏိတာပင်မနွမ်းနယ်နေတဲ့ပုဂ္ဂိုလ်ဒီဗုဒ္ဓအဆုံးအမလေးပဲညနေတိုင်းမှာဘာအာယုံဖြင့်မွေးပြော်နိုင်ကြတယ်တရားအာယုံနဲ့တရားအာယုံဖြင့်မွေးပြော်နိုင်ပါမှလောကမှာမွေးပြော်ခြင်းမှန်တယ်လို့မဆိုဘူးလားဘုရားရှင်လက်ထက်တော်တုန်းကလည်းဒီလိုတရားဒီနဲ့မွေးပြော်တရားဒီနာကျုပ်တရားဒီနှလုံးသွင်းလို့ဘဝကိုအမျက်ထုတ်တယ်မဟုတ်လားအရှုံးထဲမှာပါရှာကြတယ်အမျက်ရှာရတယ်ဘဝခန္ဓာတစ်ခုရတယ်ဆိုတာတရားဓမ္မတွေကောင်းသလားမကောင်းဘူးလားမကောင်းဘူးပေါ့ခန္ဓာရရင်ခန္ဓာကိုယ်ကြီးပင်ကိုယ်ခန္ဓာကိုယ်ကြီးသစ္စာဖွဲလိုက်ရင်ကောင်းသလားမကောင်းဘူးလားအဲ့ဒီမကောင်းတဲ့အထက်ကအကောင်းလေးတွေရွေးချယ်ပြီးမထုတ်ရဘူးလားအဲ့ဒါဘုန်းကြီးကပြောပါတယ်အားတဲ့အချုံတဲကအမြတ်ရှာရမယ်လို့ဆိုတယ်မဟုတ်လားဟုတ်ပြီဘုရားရှင်ကလောကမှာဘဝတစ်ခုရလာလို့ရှိရင်တဲ့ဒီဘဝကိုအကောင်းဆုံးအဖြစ်ဖန်တီးနိုင်သောပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့ဘဝဟာအကောင်းဆုံးဘဝအဖြစ်ဖန်တီးနိုင်ရမယ်ကဲဟောဒီဘဝကိုဘသူကဖန်တီးပေးနိုင်တာလဲလို့မေးရင်ဘိန်းတို့တရားဓမ္မတွေဘသူကဖန်တီးပေးနိုင်တယ်ကောင်းအောင်ပြုပြင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ရှိသလားမိမိသာလျင်ကောင်းအောင်လဲကိုယ်ပဲပိုင်ရှင်ဖြစ်တယ်မကောင်းအောင်လဲကိုယ်ပဲပိုင်ရှင်ဖြစ်တယ်ဟုတ်လားဟောဒီဘဝရဲ့ပိုင်ရှင်သည်သူတစ်ပါးလားကိုယ်ပဲလားဒါကြောင့်မို့လို့ကိုကောင်းအောင်မကြိုးရင်မကြိုးစားရဘူးလားဘုရားကအတ္တဒီပံဘိကဝေအတ္တတရဏအနေညတရဏဘုရားကကိုဘာလို့ခိုင်းတယ်အာကိုရာအဖြစ်တည်ဆောက်ကြသံပါဘုရားကလေသို့တော့ဟောဒီခန္ဓာကိုယ်ကြီးအပုပ်ကောင်ကြီးကိုအာကိုခိုင်းတာလားလို့ဆိုတော့မဟုတ်ဘူးတဲ့တရားဓမ္မတို့ခန္ဓာကိုယ်ကိုဘာနဲ့အာကိုရမှာတဲ့ဘုရားကဓမ္မနော်လားဓမ္မဒီပံဘိကဝေဝိဟာရထဓမ္မတရဏအနေညတရဏရှင်သာတို့ရှင်သမီးတို့ဟောဒီခန္ဓာကိုယ်ကြီးကိုတရားနဲ့တည်ဆောက်ကြအာကိုရာဖြင့်တရားအသိလေးတွေနှလုံးသွင်းပြီးတော့ကိုပြုပြင်ကြတဲ့နှလုံးသားထဲမှာတရားအသိလေးတွေထဲကြဟောဒီနှလုံးသားဒီလိုရင်ဝင်ထဲမှာတရားအသိလေးတွေထည့်ပြီးတော့ချိပါမဘဝသည်အာကိုရာဖြစ်တယ်ကိုအာကိုရာပေါ့ဘုန်းကြီးတို့ပြိဿတ်တွေဘသူအာကိုအာကိုထိုသူမျိုးအကျိုးကြည်စေရာ
သူများအာကိုထိုသူမျိုးအကျိုးရုပ်စီရာဒီလိုဆိုတယ်နော်ဆိုလိုက်ပါကိုကိုအာကိုထိုသူမျိုးအကျိုးကြီးစီရာကိုကိုအာကိုထိုသူမျိုးအကျိုးကြီးစီရာသူများအာကိုထိုသူမျိုးအကျိုးရုပ်စီရာဘုရားကဘသူကိုအာကိုခိုင်းတယ်မိမိကိုမိမိခန္ဓာကိုယ်ကြီးကိုတဲ့တရားအသိလေးတွေထည့်ပြီးတော့အာကိုကြလို့မမှားဘူးလားကဲပြီးတို့ရောတရားဓမ္မအများရောဟိုးဘဝများစွာသာနာတစ်လျှောက်လုံးမှာအာကိုတာဘသူအာကိုလာခဲ့တယ်သူတစ်ပါးဒီပဲအာကိုသားကိုအာကိုသမီးကိုအာကိုညီကိုမောင်နှမတွေအာကိုဇနီးမယားသမီးသားတယောက်နဲ့တယောက်အာကိုပြီးလာလိုက်တာကဲနောက်ဆုံးဘဝနေဝေရင်ရောက်တဲ့အခါအာကိုရဟုတ်ရဲ့လားသူကိုအကြောင်းပြုပြီးကိုကမြေရည်ကြကိုအကြောင်းပြုရသူတွေမြေရည်ကြနော်သာသမီတွေအကြောင်းရင်းခံပြီးမိဘတွေမြေရည်တမိဘတွေအကြောင်းရင်းခံသာသမီတွေမြေပေါက်ကြီးငယ်ကြကဲအာကိုရမှန်လို့လားမမှန်လို့လားဩတောကတွေရင်ဝဲပိုက်ပြီးတော့31ဘုံလှည့်ပြီးလာလိုက်တာတရားဓမ္မတွေချမ်းသာပလားဆင်းရဲသလားဘာကိုရင်ဝဲပိုက်လာခဲ့ပါလိတောကတွေပါဘာတွေရင်ဝဲပိုက်လာတယ်တောကကိုရင်ဝဲပိုက်ပြီး31ဘုံပြီးဘုန်းကြီးတို့တရားဓမ္မတွေမလာခဲ့ဘူးလားဒါကိုဘုရားကတောကတရားတွေရင်ဝဲပိုက်ပြီးတော့ပြေးသွားနေတဲ့ပုဂ္ဂိုလ်တွေကိုလူလိမ္မာလို့ပြောသလားလူမိုက်လို့ပြောသလားလူမိုက်တဲ့ဘုရားကလူမိုက်ဆိုတာဟာကိုအာမကိုဝဲနဲ့သူတစ်ပါးကိုအာကိုနေကြတယ်ဒီလိုပြောတယ်နော်ကြည်ပါလားခဏတရားဓမ္မတွေကြားဘူးတဲ့ဘုရားရှင်လက်ထက်ကအယူမလေးတယောက်မပဋ္ဌာနော်မပဋ္ဌာဘသူအာကိုတဲ့သူတစ်ပါးအာကိုခဲ့တယ်နော်အာကိုရဖြစ်တိုက်ပေါ်တဲ့ကြီးဘလောက်ပဲချမ်းသာခြင်းသဘောကိုအာယုံလေးမကန့်ညီတော့ပါဘဲနဲ့အလွန်ဆင်းရဲနွမ်းပါတဲ့အိမ်အောက်မှာပေါက်တူးပေါက်နေတဲ့ကျွန်းနောက်ကိုမလိုက်ခဲ့ဘူးလားဘသူအာကိုခဲ့တယ်အာကိုဖြစ်ပြီးကဲဟုတ်ပါပြီသားတွေမမွေးလာဘူးလားဘသူအာကိုတယ်သူတစ်ပါးဒီအာကိုလာခဲ့တယ်နော်အဲ့ဒါအာကိုလာလိုက်တဲ့မဗဒလေးရတနေ့ကျတော့ကိုကျိုးမနေရဘူးလားလူကြီးပြောကြပါကိုတော့ကိုဒါတဘာဖြစ်သေဝဲမနေရဘူးလားသားငယ်ကိုသားကြီးကကဲသုံးလောင်းပြင်အာယုလေးကဘယ်မှာပိုက်ပြီးနှလုံးသားမှာရင်ဝဲပိုက်ပြီးတော့ဒုက္ခမြလေးဘာဘဝဖြစ်နေတယ်လောကတယ်မလေးပေါ့လောကအလယ်မှာလောကတယ်ဘဝနဲ့သူမဖြစ်နေရဘူးလားကဲရှေ့ဆက်လာပြန်တော့သတိချလိုက်တာညတကောင်ရံကာလလေကြီးမိုးကြီးတိုက်ပြီးတိုက်ကြီးပြိုပြီးတော့သေပွဲဝင်တာအဖေလို့တဲ့ဘုရားသေအမေကလည်းသေအကိုကြီးလို့တဲ့ဘုရားသေ6လောင်းပြန်ဖြစ်ရတဲ့ဘဝကဲသူ့လိုမိုက်တဲ့ပုဂ္ဂိုလ်ရှိပါအောင်မလားသူ့ဘဝသူဘုန်းကြီးတို့တရားဓမ္မပေါက်သူတော်ကောင်းတို့ဤလောကအလယ်မှာဘာဖြစ်နေရတယ်သောကတဲ့ဖြစ်ပြီးတော့အယူဘဝကိုမရောက်ရဘူးလားအာကိုရမှားလို့ပေါ့ဘာမှားလို့တဲ့အာကိုရမှားတဲ့အယူဘဝရောက်နေရတဲ့ဘဝကံတရားလေးကစီမံထားလိုက်တာနော်ကြောက်စီရလားပြောစီရလားနောက်ဆုံးယဟန္တာဖြစ်ရမယ်ဘဝလေးမှာအယုဆိုးတဲ့ဘဝကိုရောက်သွားရတဲ့ကြည်စမ်းတရားဓမ္မတွေဆင်းရဲတဲ့ဘဝလားချမ်းသာတဲ့ဘဝလားသူ့ရဲ့မွေးဖွားလာခဲ့စဉ်တုန်းကတော့ချမ်းသာကြွယ်ဝတဲ့သာသမီပဲပေါ့နော်မဟာရဏတတိကြီးချမ်းသာကြွယ်ဝတဲ့တတိကြီးကမွေးထားတာမွေးဖွားလိုက်တဲ့သမီးလေးပဲဒါပေမဲ့ကံတရားကဘုန်းကြီးတို့တရားဓမ္မတွေလောကဆိုတာကံတရားဟာနှိမ့်တော့မြင့်တော့မယ်ဘဝဆိုတာငှက်ခါပြန်တယ်လို့ဆိုပါလားထောက်ချငှက်ပြန်တယ်လို့ဆိုပါလားဘဝဆိုတာဘယ်လိုလဲထောက်ချမဲ့လေဘယ်လိုပြန်တယ်နှိမ့်လိုက်မြင်လိုက်ဟုတ်တယ်လား
ဘဝခန္ဓာဆိုတာလေဒီအနည်းအထက်တန်းကြတဲ့ဘဝဖြစ်နေတယ်ဟောနောက်တနေ့မှဘာဖြစ်နေလဲတခြားမကြည့်ပါနဲ့မကြခင်တို့ကဖြစ်ခဲ့တဲ့နာဂတ်ဘေးဟုတ်တယ်လားဘလောက်ပဲချမ်းသာဘလောက်ပဲကြွယ်ဝအတိုင်းဝိုင်းဘလောက်ကောင်းကဲရေထဲမှာမျောပြီးတော့ဘာဖြစ်လိုက်ရတဲ့ဘဝတည်ခြင်းတရားကိုညှိဆန်လိုက်ရတာကြံရှိလိုက်ပြန်တော့လဲဘဝအိမ်ပြည့်ရပဲကဲပြည့်စုံကြွယ်ဝတဲ့ဘဝလေးကဘာဖြစ်ရလဲဆင်းရဲနွမ်းပါတဲ့ဘဝဖြစ်ရတယ်အဲ့ဒါဘာတရားကစီမံလိုက်တာဘုရားကတပိတတ္တတတ္တဝါတို့ကံတာမိဘချီကုံရဤကံကဆရာစီမံရာကိုသာစီဆိုင်အမြဲလိုက်လည်းရဲ့ကံမိုက်လည်းရင်မောင်းကံသာပြောင်း၍ကံပြောင်းလည်းရင်လေကံလည်းတွင်ကံမင်းပြုရာဖြစ်ရပါပေါ့ကံဟာဘဲကဖြစ်ကုန်ကြဟုတွေးဆသောကကံပြုရာသည်ကိုသာပြုတဲ့အမှုတော်အဲ့ဒီကံဘယ်သူပြုတာကံမိုက်တော့ဘာဖြစ်တယ်အမှောင်ကြီးကြာသွားချာကံပြောင်းရင်တော့လင်းလာတယ်ကဲဘုန်းကြီးတို့ခန္ဓာတရားဓမ္မများခန္ဓာကိုယ်ကြီးဟာတခါတည်းကံတရားကမှောင်ချလိုက်တဲ့အခါကဲလင်းပါတယ်ဆိုရင်ညာတော့လေအမှောင်တိဖြစ်သွားချပြန်တယ်ဟုတ်တယ်လားလင်းတဲ့နေရာကမှောင်သွားပြန်တယ်မှောင်ရာကလည်းလင်းလာပြန်တယ်အဲ့ဒါဘယ်သူလုပ်တဲ့ကံတရားကုသိုလ်ကံလားအကုသိုလ်ကံလားအကုသိုလ်ကံလေးမြဖန်တီးလိုက်လို့ချင်းဘာဖြစ်ပြီမှောင်ကျသွားချတယ်မိပြတ်သွားသလိုပေါ့ဘာပြတ်သွားသလိုမိပြတ်ရင်ဘာဖြစ်တယ်မိလင်းလာရင်အလင်းရထုံနည်းတူသွားဘုန်းကြီးတို့ဘဝတရားဓမ္မများရဲ့ဘဝအတိတ်ကုသိုလ်ကံလေးတွေထောက်ပံ့လို့ထောက်ပံ့ပေးလိုက်တဲ့အတွက်ကြောင့်ဒီနေ့ဗုဒ္ဓဘာသာကောင်းတရားမဖြစ်လာဘူးလားဟာဗုဒ္ဓဘာသာထဲမှာတော့မှအတိလေးရှိတဲ့ဗုဒ္ဓဘာသာဖြစ်လာတရားဒီနားထောင်တတ်တဲ့တရားအတိကိုနှလုံးသွင်းတတ်တဲ့ခန္ဓာသဘောလေးကိုနားထောင်တတ်တဲ့ခန္ဓာတရားတွေနားထောင်လို့တဲ့စိတ်တွေပေါ်လာခဲ့တယ်ဟုတ်လားတရားအတိလေးကိုနှလုံးသွင်းဆင်ခြင်တတ်သောဉာဏ်လေးတွေပါလာကြတယ်အဲ့ဒါဟာကုသိုလ်ပါရမီရင့်ကျက်လာလို့မဆိုရဘူးလားကုသိုလ်ရှိသူကုသိုလ်ယူတယ်လေကုသိုလ်ရှိသူကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်တွေဒီကုသိုလ်တွေယူခွင့်ရပါမလားအာဘာကြောင့်ညာကြောင့်ပြောလိုက်လို့ရှိရင်ဒီအခွင့်အရေးကိုမဆုံးညုံဘူးလားဒါကြောင့်မြတ်စွာဘုရားရှင်ကလောကမှာတဲ့လူရည်လို့ဖြစ်လာရလို့ရှိရင်အတိကင်းမဲ့တဲ့ဘဝဟာလောကမှာအယုတ်ဆိုးဆုံးပဲဘာကင်းမဲ့တဲ့ဘဝအတိကင်းမဲ့တဲ့သူတော်ကောင်းတရားအတိတွေဘုရားကိုမေ့လျော့တဲ့ဘဝတရားကိုမေ့လျော့တဲ့ဘဝတန်ခါကိုမေ့လျော့တဲ့ဘဝကံနဲ့အကျိုးပေးကိုသိချနားလည်ခွင့်မရှိတဲ့ဘဝဟာလောကမှာအယုတ်ဆိုးဆုံးပဲတဲ့ဟုတ်တယ်လားဘာဖြစ်လို့အယုတ်ဆိုးရတဲ့ဘဝကိုအကြီးတန်းအယုတ်ဆိုးရတဲ့ဘဝကိုရရှိနေကြတယ်လဲလို့မေးပြန်တော့ဘယ်သူကထောက်ပံ့လိုက်တာကံတရားကထောက်ပံ့လိုက်တာကောင်းကျိုးလားဆိုးကျိုးလားဆိုတဲ့အကုသိုလ်ကံတရားကမကောင်းတဲ့ကံလေးတွေရှိလာခဲ့တော့မကောင်းကျိုးတွေပေးဦးမယ်မဟုတ်လားဘုရားကတာဏိဒါနသုတ်တံထဲမှာဘာပြောသလဲလို့မေးတော့ဒါဇေတဝန်ကျောင်းမှာမြတ်စွာဘုရားဟောခဲ့တဲ့ပရိသတ်၄ပါးတို့စုံပြီးနေတဲ့အခါမှာအိုးတရားနာပရိသတ်တွေကသူ့ထင်ငါအလူရေလာလိုက်ကြတာဘုရားကလည်းလောကမှာအတုမရှိတဲ့ပုဂ္ဂိုလ်ဆိုတော့တရားဓမ္မတွေမပြောနဲ့ပေါ့နော်ပါရမီကလည်းမပြောနဲ့အားလုံးပြည့်စုံပြီးဖြစ်တဲ့ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ဉာဏ်တော်ကိုဖူမြောကြမယ်ဘုရားလည်းဖူမယ်တရားလည်းနားမယ်လို့လာလဲကြတာပြိဿတ်တွေနေလားအများကြီးလားအဲ့ဒါကိုအလင်္ကာဆရာကဘာပြောသလဲပတန္တရူပဝိဘာဝံသုဏန္တမတုရံဂိရံစရန္တိတတုတံဗုဒ္ဓကာလိကေလိပရမုခာတံဗုဒ္ဓကာလေသုံးလောကထောတာသဗ္ဗညုတဘုရားရှင်ကိုရောမြတ်လက်ထေတော်ကာလသမယတုံကဝါလက်ထေတော်ကာလသမယတုံစီကသာဓုသမ္မာယုတရာကြည်ပြုကြသည်လူသူတော်ကောင်းနတ်သူတော်ကောင်းမြတ်မာသူတော်ကောင်းတို့သောသူတော်ကောင်းသူမြတ်လောင်ပေါင်းတို့သည်ရူပဝိဘာဝံဘေသူဘေနဘေဗျမဘေတတဝါကမမတုပနိုင်သည်အတုလာထောတာသဗ္ဗညုတမြတ်စွာဘုရားရှင်ယူဘကာယယုတ်ပုံသဏ္ဍာန်တော်မြတ်ကို
Patanda Atuko Yoga Udo Bien Pumyo Jinyo Jago the Chiwi Madura Garanke Yankarawe Joja Midanda Gedo Inga Cheba Dandopshin O Bonyom Yaso Zomara Mudi Damodra Dudo Diado Chojo Ego Lunanda Paranapi Di Consitivi the Gedo Lombi Jinyo Naganji Nagan Jago Leye Kili Baramoka Byowe Kago Dana Home Pin Ayom Byowe Chongwe Lue Jago the Piwi Sarandi Lele Dwaja Lego Ya I Wasarandi Ayadwa Jong de Konglong Chedopin The long down Nilia Nina Lele Jalego Ya the D Tiniyama Byowe Kako Dana Home Pin Ayom Byowe Chongpe Lue Jago Leye Lupala Gede Ho Payachin Puende Tadana Jima Logi Ayo Nego now kind Bido Mimi Sikalego Badu Soma Pin Labi Yujade That's why Payachin Soma at thought Teya Ati Lido Bin Labi Twitcha Siko Teya Ati Pin Labi Twitcha Nale no The Garama Mia Sisingo Ba Ayo Ne Twitcha me Teya Ati Pin Twitchi Queen Yado Si Ascendi Chanta Dala Sinye Dala Ulong Si Dan Nisisi Ade Aku to Abuda along Daddy Babshit Ning Queen Yade Ba Ayo Ne Twitchi Queen Yalo Oh Payachin Hopo Nyomja Ado Deya Roga Inga Shabane Bizono Mude Deya Suro Tata Pamana Pokuri Gali, Atanjade Pokuri, Atano Myaguna Tauyin, Three Tawiga Dija, Kanago, Yankebi, Todaban Dija, Dragan Dija, Nagam Chicha, Yahanda Chicha. Luka Pamana Pokuri, a Jingo Junior Pokuri, a Jenligo, the Lone Twin, Todaba Yadi Chicha. Dhamma Pamana Pokuri Deya, Aneko Junior Pokuri Deya, Aneko the Body Cha, Bidea Nayin, Ariadi Chicha. Hold it, no? O Tata Pamana Pokuri, Yuba Pamana Pokuri, Payashia, Yubaga, Yupuna Yako Junior Loop, Deya Adili K, Aditi Mayaja Bula. Deyana Breda Dema Poko, Limu Padade Poko Benemu Babali Tata Pamana, Atlango the Bocha de Poko. No? Dudiaga, Yuba Pamana, a single Jinure Poko. Number Donga, Luka Pamana Poko, a jingle Jinure Poko. Tadotaga, Dhamma Pamana Poko, Teyandali go with the Bocha de Poko. Nambala Ula Pritati, Limu Lisa Shibade. No? Adi Limu Lisa Nema, Point of Pritadia, Mabahula. The Chopoguria, Singo Chinulo, Payachin, Singo Chinulo, Tangaro Maya, Yuboda, Yopando, Bondrango, Lizalo, Chignolo, Adango Chino Lizalo, a Chingo Chino Lizalo. Take it, they are an Eclidi go, Nyanet, Vigino Lizadalo, Mabala Hula. Adi Bogodia, ho, Mimi Tayari, not on like Bilu, not on a Tayali, go, Panet, Twitchy like that. Nyangli Nepono, Panet Twitchy there. Mimi Mano when you do the sissing Lego, Ba Ayonet Twitchy there. Taya Ayo Libi Poindo Diga, Hopulated Taya Atanda Poma, Tagarama Miaye. Oh, Narema Nyandali Kabi, Kekabi, Madama Dali, a Shina Dine Kaime Mola. Kana a single Nyane, Shin Twe Tabama Dali, Tayada Pome Mola. Taya Suda, the Garamadi, Banet Twe Nayade. He holiday Taya, a tea lady go, Mimi Kana Nalondan and Lekayame Mola. Bane Lekayame. Nalonda and Lekayame, or Teyago Bane Lekayame, Nalonda Ayone Lekama, or Ayachinga, Chiza, Payaleteca, Teyari, Naja, Teya, Hoja, or the Pokuale, Meswabia, Horeka, Hoshinari, Budachimokala, Adidi, Mohoja, Bula,
ဩတရားဝဲတဝဲမှာတရားရတဲ့ပုဂ္ဂိုလ်တွေနေလားအများကြီးလားအများကြီးပေါ့ခုဇေတဝန်အကြောင်းမှာတရားဟောတော့ဘုရားရှင်ကိုတော်မြတ်ကြီးကအချစ်သားတို့အချစ်သမီးတို့ငါဘုရားတရားဟောမဲ့နားထောင်ကြနှလုံးသွင်းကြဟဲ့လောကမှာပုထုဇဉ်များရဲ့စိတ်အစဉ်မှာအာယုံ၃မျိုးတို့အမြဲမှပြကျက်စားတတ်တယ်ဟောပုထုဇဉ်တို့တဏ္ဍာမှာအာယုံဘယ်နှမျိုးကျက်စားတတ်တယ်၃မျိုးကျက်စားတတ်တယ်တဲ့နံပါတ်၁ကဟောကာမဝိတ္တအာယုံဟောနံပါတ်၁ဘာဝိတ္တအာယုံဒုတိယကဗျာပါဒဝိတ္တအာယုံဒုတိယကတတိယကဝိဟိန္ဒဝိတ္တအာယုံနဲ့တတိယကအာယုံဘယ်နှပါဟောထပ်စိတ်နောက်ထပ်၃မျိုးရှိပါသေးတယ်တဲ့ဘုရားကနိခမဝိတ္တအာယုံကိုလည်းခံစားတတ်တယ်။ဘာတဲ့လဲဒုတိယကအဗျာပါဒဝိတ္တကိုလည်းခံစားတတ်တယ်။ဒုတိယကတတိယကအဝိဟိန္ဒဝိတ္တကိုလည်းခံစားတတ်တယ်။ရှင်းပဲနော်။ဘယ်နှမျိုးရှိတယ်။ပေါင်းလိုက်တော့ဘယ်နှမျိုးအဲ့ဒါဟာ6မျိုးကိုဘုရားကခွဲပြတယ်အဲ့ဒီ6မျိုးလုံးကိုလူတိုင်းမခံစားဘူးတဲ့နော်တချို့ပုဂ္ဂိုလ်တွေခံစားလို့တချို့ပုဂ္ဂိုလ်တွေမခံစားဘူးတဲ့နားလဲတယ်နော်ကဲဘယ်လိုပုဂ္ဂိုလ်တွေခံစားတယ်လဲလို့ဆိုတော့ဘုရားကပုထုဇနောဥမ္မတကောဟုတ်လားအနေစာနေစာတင်ညာယဒိနေဥမ္မတန္တိအနေစာတရားကိုနေစာလို့နေတိုင်းဆွဲယူပြီးနေတဲ့ပုထုဇဉ်တွေဒုက္ခဒုက္ခတင်ညာယဒိနေဥမ္မတန္တိဒုက္ခကိုဒုက္ခလို့ဆွဲယူနေတဲ့ပုထုဇဉ်တွေအနတ္တအတ္တတင်ညာယဒိနေဥမ္မတန္တိအနတ္တခန္ဓာကိုယ်ကြီးကိုအတ္တအဖြစ်နဲ့ဆွဲကင်ထားသောပုထုဇဉ်ဒီဟာတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတို့ဟောကာမဝိတ္တမန္တမြတ်တို့ကိုကျင့်ပံများစွာခံစားလျက်ရှိပါတယ်နော်ဗျာပါဒဝိတ္တကိုလည်းကျင့်ပံများစွာခံစားတတ်တဲ့ဝိဟိန္ဒဝိတ္တကိုလည်းကျင့်ပံများစွာခံစားနေတတ်ပါတယ်ဆွဲပြီးခံစားတတ်တယ်တဲ့ဒါပါဠိလိုစကားလုံးလေးနော်ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တလို့ပြောတော့ပါဠိစကားလုံးလေးတို့မြန်မာလူမျိုးတွေမြန်မာစကားလုံးနဲ့ပြောမယ်ဆိုရင်လောကီအာယုန်တွေကိုအမြဲမပြတ်ဆွဲလန်းခံစားနေတဲ့စိတ်ဒေါသအာဃာတတရားတို့ကိုမဖြစ်စည်းနိုင်ပဲအမြဲမပြတ်ဆွဲလန်းထားသောစိတ်သူတစ်ပါးဒီပေါ်မှာအမြဲမပြတ်ညှဉ်းပန်းနှိမ့်ဆက်လို့တဲ့စိတ်ဖြင့်ဆွဲလန်းထားတဲ့စိတ်ဘယ်နှမျိုးရှိ၃မျိုးရှိတယ်ဘုရားကလူမိုက်တွေဟာအဲ့ဒီ၃မျိုးကိုအမြဲမပြတ်နေထိုင်လေးရှိတယ်ဒီ၃မျိုးနဲ့နေထိုင်တယ်တဲ့နော်ဘယ်လိုပုဂ္ဂိုလ်ဟာလူမိုက်ဆိုတာဘုန်းကြီးတို့တရားဓမ္မတွေသူ့အသက်ကိုတတ်နေမှာမဟုတ်ဘူးနော်သူ့ဥစားခိုးမှလူမိုက်လို့ပြောတာမဟုတ်သူတော်ကောင်းတရားနဲ့ဝေးကွာနေသောပုဂ္ဂိုလ်ကိုဘုရားကလူမိုက်တဲ့ဘာလလို့ပြောတယ်တခြားမကြည့်ပါနဲ့ဒုစဘာလောအရှင်ပောထိလမထေရကိုဘုရားကစုတယ်အရှိနီးသောလူမိုက်အရှိနီးသောလူမိုက်တယ်လို့ပြောတယ်ပိဋကသုံးပုံအာဂုံဆောင်ထားတဲ့အရှင်မြတ်ကြီးစာချဆရာတော်ကြီးကိုဘုရားကတုတ်ဆဘာလောအရှိနီးသောပုဂ္ဂိုလ်လူမိုက်ကြီးပဲလို့ဘုရားကဆုလိုက်တယ်။ဒါဒီအရှိနီးလဲမင်းရင်မက်ဖို့နိဗ္ဗာန်အရှိနီးပုဂ္ဂိုလ်နော်
မညာဘုံညာမရသေးလို့သူကိုတုတ်ဆအလကားကောင်းမယ်ရှင်းတယ်နော်ရှင်မြတ်ဟာစိတ်မကောင်းဖြစ်ပြီးဩငါသာသနာပြုနေပါလျက်ဘုရားကငါ့ကိုချီပူချီကျူထောပနာစကားမပြောဘဲနဲ့ငါ့ကိုအရှိနီးကောင်းမှန်လိုက်တာဘုရားရှင်အလိုတော်ကြမဲ့ဖို့နိဗ္ဗာန်တရားငါတာနာမှာမရှိလို့ဘုရားကငါ့ကိုဆူတာဘုရားအလိုတော်ကြမဖြစ်သေးလို့ဆူနေတာပဲငါတရားခဏလေးအားထုတ်ရင်ငါရမှာပေါ့တရက်နှစ်ရက်ဆိုငါရမှာပေါ့အထင်မကြီးခဲ့ဘူးလားဒါပေမဲ့ထင်တယ်လို့ဟုတ်ရဲ့လားဟုတ်ပါဗျာညပေါင်းဘယ်လောက်အားထုတ်ရတယ်ညပေါင်း30လောက်ကြာညောင်းသွားတာနော်ကြည်စမ်း3ရက်လောက်အားထုတ်ရင်ယဟန္တာဖြစ်မယ်လို့အထင်ကြီးခဲ့တဲ့အရှင်ပောဋိလမထေကြီးတို့အရှင်တိဝမထေမြတ်ကြီးများဟာညပေါင်းဘယ်လောက်ကြာညောင်းခဲ့တယ်30လောက်ကြာညောင်းပြီးတော့နောက်ဆုံးရှင်သာမဏေငယ်လေးထံမှာတရားတောင်းပြီးတော့မှတရားအသိကိုရယူခဲ့ရတယ်မဟုတ်လားကဲအဲ့ဒီတော့မှဘုရားကဘာပြောတယ်သာဓုခေါ်တယ်ဟုတ်တယ်နော်ဘာရလို့သာဓုခေါ်တာတရားရတဲ့ပုဂ္ဂိုလ်ကိုသာဓုခေါ်တယ်တရားအသိလေးခန္ဓာကိုယ်ထဲမှာကိန်းထားသောယံတော်ဒီကိန်းထားတဲ့သီလရှင်တွေကိန်းထားတဲ့အမျိုးသမီးမျိုးသားတွေကိုဘုရားကဘာလုပ်တယ်သာဓုခေါ်တယ်ဘာတကားပိတ်လို့လူဖြစ်ကြိုမနှက်ဘူးလားကဲတရားသိမရှိတဲ့ပုဂ္ဂိုလ်တွေကိုဘုရားကဘယ်လိုပုဂ္ဂိုလ်လို့ပြောတယ်လူမိုက်ဘယ်လိုပုဂ္ဂိုလ်ဩခန္ဓာရဲ့ဖြစ်စဉ်ခန္ဓာကိုယ်ထဲမှာဟောဒီယုံနံဓမ္မသင်္ခါရတရားတို့ရဲ့တကယ်မမြဲတဲ့သဘောကိုမမြဲမှလည်းမသိဆင်းရဲနေတာကိုဆင်းရဲမှလည်းမကြည့်တကယ်မပိုင်တဲ့ခန္ဓာကိုမပိုင်မှလည်းမသိချနားမလဲသိသောပုဂ္ဂိုလ်မှန်သမျှတို့သည်ဘဝတန္တရာကြီးဟာတူမာလားရှိမာလားကိုတရားသိမရှိတဲ့ပုဂ္ဂိုလ်ဘုရားကဘယ်လိုပုဂ္ဂိုလ်ဘုရားကဘာလို့ဒီလိုပြောတယ်နော်ဘာလို့တံဝါဒဒုက္ခဘာလို့တံဝါသောဒုက္ခဘာလို့လူမိုက်တို့နဲ့တံဝါသောပေါင်းဖော်ခြင်းသည်ဒုက္ခဆင်းရဲတယ်ရှစ်သားတို့လူမိုက်စိတ်နဲ့ပေါင်းနေရတာဆင်းရဲတယ်လူမိုက်နဲ့ပေါင်းရတာဆင်းရဲတယ်စိတ်ဟာလည်းလူမိုက်စိတ်နဲ့ပေါင်းနေရတာဟာဆင်းရဲတယ်အပြင်မှာရှိတဲ့လူမိုက်အတွင်းမှာရှိတဲ့လူမိုက်နှစ်ခုခွဲလိုက်အောင်ဟုတ်တယ်နော်အပြင်မှာရှိတဲ့ကောင်းကျိုးမပေးတဲ့ပုဂ္ဂိုလ်တွေကိုလည်းဘုရားကမပေါင်းနဲ့သူတို့နဲ့ပေါင်းရင်ဆင်းရဲမယ်ဟောဒီစိတ်ထဲမှာလဲလောဘခေါင်းဆောင်ကြမ်းတမ်းတဲ့လောဘကြမ်းတမ်းတဲ့ဒေါသကြမ်းတမ်းတဲ့မောဟအဲ့ဒီစိတ်ကိုဘာလို့ခေါ်တယ်လူမိုက်ကိုယ်တတိထားရှင်းပြီနော်အပြင်မှာရှိတဲ့လူမိုက်ကိုပဲလူမိုက်လို့မမှတ်နဲ့လူမိုက်ကဘယ်မှာပေါ်တတ်တဲ့စိတ်မှာခဏခဏလာကန့်ကြီးတတ်တယ်အဲ့ဒီလူမိုက်စိတ်နဲ့ပေါင်းတဲ့ပုဂ္ဂိုလ်မှန်သမျှတို့သည်ဆင်းရဲမှာလားချမ်းသာမှာလားဆင်းရဲစီတတ်တဲ့အာယုံကိုဘုရားပါလုပ်ခိုင်းတယ်မပေါင်းနဲ့ဝေးဝေးချောင်ချချဟုတ်တယ်နော်မကောင်းသောစိတ်ဆိုးစိတ်မိုက်ကိုမမွေးမြူချနဲ့မွေးလိုက်တဲ့အချိန်မှန်သမျှဒီမှာကောင်းကျိုးဖြစ်မှာလားဆိုးကျိုးတွေဖြစ်မှာလားဘုရားကမိုင်မဲတင့်သောပုဂ္ဂိုလ်များရဲ့သွားရလမ်းခရီးသည်ဆင်းရဲတဲ့နေရာလားချမ်းသာတဲ့နေရာလားဆင်းရဲတဲ့နေရာပါဗျာစေတဝန်ကျောင်းမှာမြတ်စွာဘုရားကဟောနေတယ်နော်ရှင်းသားတို့လောကမှာဆရာဒေဝဒတ်သည်ဤဘဝတစ်ခုမှငါဘုရားကိုဒုက္ခပေးခဲ့တာမဟုတ်ဘူးဘဝပေါင်းမြောင်များစွာတုန်းကငါဘုရားဒုက္ခပေးခဲ့တယ်ဘဝစားခဲ့တဲ့သေရိဝဇတ်တော်ရွယ်ကုန်တဲ့ဇတ်ကြားဘူးတယ်မဟုတ်လားအလောင်းတော်ရွယ်ကုန်တဲ့ဇတ်နဲ့ဒေဝဒတ်ရွယ်ကုန်တဲ့တို့ရဲ့ဘဝဇာလံလေးကဲဘုန်းကြီးတို့တရားဓမ္မတွေသူတော်ကောင်းစိတ်ဓာတ်စွမ်းအားရှိတဲ့
အလောင်းတော်ရွယ်ကုန်တဲ့ဒီဟာတသိန်းတန်ရွယ်ကြီးကိုအလိုလိုမရလာဘူးလားတာမန်သောပစ္စည်းလေးပေးပြီးတော့ရလာခဲ့တယ်ဟုတ်တယ်နော်ရောင်းတဲ့ပုဂ္ဂိုလ်ကသူ့မှာရောင်းချင်တာသူတော်ကောင်းတဲ့ရှိတဲ့ပုဂ္ဂိုလ်ကိုရောင်းချခြင်းနဲ့သူတော်ကောင်းတဲ့စကားပြောရတာစိတ်ချမ်းသာလွန်လို့နော်ကဲလူမိုက်စိတ်ရှိနေတယ်ဒေဝဒတ်အလောင်းကြပြန်တော့ဘုန်းကြီးတို့တရားဓမ္မတွေစကားပြောတာတဲ့တဲ့ကြားရဲ့လားစကားကလည်းကြမ်းတမ်းတမ်းတမ်းဟုတ်တယ်နော်ကိုယ်အနေထားကလည်းကြမ်းတမ်းတယ်စိတ်အနေထားကလည်းစိတ်ကြမ်းလို့ကိုယ်ကြမ်းတဲ့ကဲသူတို့ရဲ့ဘဝတရားဓမ္မတွေကဲရွယ်ယုံရွယ်လုံးကြီးကိုဘယ်သူရသွားတယ်တသိန်းတန်ရွယ်ကုန်ရွယ်လုံးရွယ်ကိုရွယ်ခွက်ကြီးဘယ်သူရတယ်ရွှေခွက်ကြီးဘယ်သူရတယ်တရားအလောင်းကရတယ်တသိန်းတန်ရွှေခွက်ကြီးနဲ့လွဲသွားတာဘယ်သူတို့ဒေဝဒတ်ဒီလူလိမ္မာလားလူမိုက်လားဘုန်းကြီးတို့တရားဓမ္မတွေသူ့နဲ့ထိုက်တန်တဲ့သူ့ရဲ့စိတ်ထဲမှာကဘာအာယုန်နဲ့အပေါင်းအသင်းများနေတယ်လွန်ကဲတဲ့လောဘဝိသမလောဘဟုတ်လားအိုးအလကားရပြစ်ရှင်တဲ့အလိုလိုယူပြစ်ရှင်တဲ့မတရားကြီးယူပြစ်ရှင်တဲ့အဲ့ဒါဘာစိတ်ဘယ်လိုပုဂ္ဂိုလ်ရဲ့စိတ်လူမိုက်တို့ရဲ့စိတ်ခက်တန်ကြမ်းကြမ်းတန်းတန်းကာယကံတွေကြမ်းတန်းဝစီကံတွေကြမ်းတန်းမနောကံတွေကြမ်းတန်းတဲ့ကြမ်းကြမ်းတန်းတန်းကဒေါသဟုတ်တယ်နော်အဲ့ဒီဒေါသဆိုတဲ့စိတ်သည်ဆင်းရဲစေတတ်သလားချမ်းသာစေတတ်သလားအဲ့ဒီစိတ်ကိုပေါင်းထိုက်သလားမပေါင်းထိုက်ဘူးလားပြစ္စုပန်မှာလည်းမကောင်းကျိုးတွေဖြစ်တယ်လို့သာနာတစ်ချောင်းလုံးမှာလည်းမကောင်းကျိုးတွေပေးတယ်ဒါဆိုရင်ဒုဒကာရမများစိတ်ထဲမှာမကောင်းသောဒေါသစိတ်ပေါ်ရင်ပေါ်မှသိအောင်ကြိုးစားလိုက်နားလည်ပြီနော်ဒေါသစိတ်ပေါ်ရင်ပေါ်မှသိဩငါဒေါသဘာလို့ပေါ်နေသလဲငါဒေါသဖြစ်နေတယ်ငါအန်ကြီးကြေးပြီးတော့မျက်စိတွေမျက်နှာတွေหนีရဲနေတယ်ခန္ဓာကိုယ်ကြမ်းတောက်နေတယ်ဘာဖြစ်လို့ငါဒီလိုကြမ်းတမ်းနေသလဲကိုယ့်ကိုပြန်စစ်စစ်ဒေါသဖြစ်စီတတ်သောပုဂ္ဂိုလ်ထံကိုစိတ်ကညှို့ကိုင်းနေလို့ရှင်းပြီနော်ဒေါသဖြစ်စီတတ်တဲ့ပုဂ္ဂိုလ်ထံကိုမိမိစိတ်ကညှို့ကိုင်းနေလို့ဒေါသဖြစ်နေတာလောဘလွန်ကဲနေတဲ့လောဘဖြစ်စီတတ်သောဝတ္ထုအာယုံစီကိုစိတ်ကညှို့ကိုင်းနေလို့လောဘဖြစ်နေတယ်မောဟဖြစ်စီနိုင်သောဝတ္ထုအာယုံစီကိုစိတ်ကညှို့ကိုင်းနေလို့မောဟဖြစ်နေတယ်နားလည်ပြီနော်အဲ့ဒီကတတိထားလိုက်ဩငါလောဘဘာကြောင့်ဖြစ်နေတယ်ဩဒါကြောင့်ကိုဒီစိတ်ရှိသလားပြန်ကြည့်လိုက်ရှေ့စိတ်ကိုနောက်စိတ်နဲ့ပြန်ကြည့်လိုက်ရှေ့စိတ်ကလေးကိုနောက်စိတ်နဲ့ပြန်တတိထားလိုက်ဟုတ်တယ်နော်တတိထားလိုက်တော့ခဏလေးကပေါ်လာတဲ့လောဘစိတ်တွေရှိသေးသလားရှိချင်းဘာဖြစ်သွားပါလိမ့်ရောကြသွားတာပေါ်မှသိရင်ရောကြသွားငါဒေါသဖြစ်နေတယ်ဩဒေါသဖြစ်နေပါလားဒေါသအာယုန်နဲ့ငါပေါင်းလို့ဒေါသဖြစ်တာဒီဒေါသရှိသလားပြန်ကြည့်လိုက်စိတ်ကိုနှာသီးပြားလေးကကြည့်ဒါမှခန္ဓာကိုယ်ညုံညံလေးနဲ့ခြုံပြီးကြည့်လိုက်ဩငါစိတ်ကဧည့်သည်နဲ့ပေါင်းနေတာကိုဘာနဲ့ပေါင်းနေတာအိမ်ရှင်လားဧည့်သည်လားလောဘဆိုတာဒေါသဆိုတာမောဟဆိုတာဧည့်သည်ကိုအိမ်ရှင်မလုံးနဲ့ပြောပါရစေတရားဓမ္မတွေဘသူကိုပါမလုံးနဲ့ဧည့်သည်ကိုအရင်ရှင်လို့ရင်ဆင်းရဲမှာလားချမ်းသာမှာလားတဘဝအတွလားတသံတရားလုံးမှာလားဆရာဒေဝဒတ်ကြီးဟာကဲဧည့်သည်ကိုအရင်ရှင်လုံးမိတဲ့တွေ့တာရောက်တရားဓမ္မတွေသူ့ကံကသူ့အကျိုးမပေးဘူးလားရွယ်ကုန်တယ်ကြီးကြည်သမ်းပါအိုးတသိန်းတန်ရွှေခွက်ကြီးကိုမရလိုက်လို့ဒေါသတွေမဖြစ်ဘူးလားမြေစီကိုဖနှောင်းတိုက်ပြီးပြေးတော့တာပဲရေကန်းတဲ့ပင်လေကန်းကြီးလဲရောက်တော့လှမ်းမခေါ်ဘူးလားကျုပ်ခြေခွက်ပေးခဲ့စမ်းပါပေးခဲ့ကြမှာပါဇက်ကအကျိန်ပန်များစွာဒေါသရမဲငန်းငန်းတက်ပြီးပြောလိုက်တဲ့အခါကဲရင်ထဲကမဆူလာဘူးလားဒေါသဆိုတဲ့စိတ်ကလေးဟာနှလုံးသွေးကိုပါဖြစ်စေတတ်တဲ့ပူလောင်စေတတ်တဲ့နော်ဒေါသသည်နှလုံးသွေးကိုပါဖြစ်စေတတ်တဲ့ပူလောင်စေတတ်နှိမ့်စစ်စေအပ်တဲ့စိတ်နဲ့ပေါင်းလာရင်လေးရှုမမြန်လာဘူးလားဝင်လေထွက်လေမြန်လာတော့နှလုံးသွေးမပျက်စီးဘူးလား
နှလုံးသွေးကမကြည်လင်တဲ့ကဥနောက်ပို့တော့ဥနောက်က အမှန်လုံးမှလားအမှားလုံးမှလားအမှားတော့အကုသိုလ်တွေတွေးကြံစီပြီးတော့ဒီစိတ်ဖြင့်ကဲရင်မောပြီးတော့နှလုံးသွေးပူလောင်ကတရားဓမ္မပေါက်သူတော်ကောင်းတဲ့သွေးမှန်လာဘူးလားသွေးအံလာတယ်နော်ဒေါသလွန်ကဲရင်ဘာဖြစ်တတ်တယ်သွေးအံယောဂဖြစ်ပြီးဘုံဘုံလဲပြီးသေပွဲမဝင်ဘူးလားကဲမိုက်တဲ့ပုဂ္ဂိုလ်ရဲ့သွားရလမ်းခီးသည်ချမ်းသာစရာလားဆင်းရဲစရာလားရှင်းပြီနော်လူမိုက်တို့ရဲ့သွားရလမ်းခီးသည်ဘယ်နေရာတော့အပယ်လေးပုံပေါ်စတ္တရောအပါယတကကေဟတတိတာနော်ပါမာတော့ကုသိုလ်တရားတွေကိုမေ့လျော့ပေါ်စားပြီးတော့နေတဲ့လူမိုက်များရဲ့လူမိုက်များသည်စတ္တရောအပါယတကကေဟတတိတာအမြဲမပြနေရမယ့်အိမ်ကအပယ်လေးပုံသူတော်ကောင်းတရားတို့နဲ့ဝေးကွာပြီးနေသောဥထုစဉ်များရဲ့အမြဲတမ်းနေရမယ့်နေရာသည်ဘယ်နေရာတဲ့အပယ်လေးပုံတဲ့လူဝဆိုတာခဏလေးလာအဲ့တဲ့ဖြစ်နေခဏလာတာအမြဲတမ်းနေရမယ့်အိမ်ဟာဘယ်နေရာတဲ့ဘယ်လိုပုဂ္ဂိုလ်အတွက်လူမိုက်တို့ရဲ့အတွက်လူမိုက်ဆိုတာဘာကိုမင်းနေတဲ့ပုဂ္ဂိုလ်လူရင်းပြောရင်ကုသိုလ်ကိုမင်းနေတဲ့ပုဂ္ဂိုလ်ဟုတ်တယ်နော်ကုသိုလ်ကောင်းမှုလေးတွေကိုမင်းလျော့ပေါ်စားပြီးနေတဲ့ပုဂ္ဂိုလ်မှန်သမျှတို့သည်နေရမယ့်နေဟာဘယ်နေရာတဲ့အပယ်လေးပေါ့ကုသိုလ်ကောင်းမှုတရားတို့ဖြင့်မွေးလျော်နေတဲ့ပုဂ္ဂိုလ်များရဲ့သွားရမယ့်နေရာကသုဂတိနိဗ္ဗာန်ထပ်ပြောပါဦးကုသိုလ်ကောင်းမှုတရားတွေပြေဝလာသောပုဂ္ဂိုလ်များရဲ့သွားရမယ့်နေရာသည်ဘယ်နေရာသုဂတိနိဗ္ဗာန်ကုသိုလ်ကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်များရဲ့အမြဲတမ်းနေရမယ့်နေရာကဒုက္ခတိအပယ်လေးပုံပေါ်ချမ်းသာစရာလားဆင်းရဲတရားလားဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မများရဲ့စိတ်ထဲမှာတို့လူလိမ္မာလားလူမိုက်လားလို့ကိုယ့်ကိုခွဲလိုက်ရှင်းပြီနော်ငါလူမိုက်လားလူလိမ္မာလားကိုယ့်ကိုခွဲလိုက်ဘုရားကထပ်ပြောတယ်။အိုဘဲကလျာဏဓမ္မမိတ်ဆွေပဲသူကိုများရှစ်အားဖို့နေကိုကိုရှစ်မရှစ်နဲ့တွေ့ဤနှစ်ပါးစဉ်းစားကြံသင့်ပြီဒုစရိုက်တရားကျင့်ပွားသူတဲ့ထိုသူအာလူမိုက်ဖြစ်တယ်လေဟောကာယကံဒုစရိုက်နဲ့နေတဲ့ပုဂ္ဂိုလ်ဝစီကံဒုစရိုက်နဲ့နေတဲ့ပုဂ္ဂိုလ်မနောကံဒုစရိုက်နေတဲ့ပုဂ္ဂိုလ်ဟုတ်လားဘာနာတိပါရအာရိဏဒါနကာမိသောမိစ္ဆာစာရဆိုတဲ့ကာယကံ၃ပါးမုဒ္ဒဝါဒပိတုနာဝါစာပရုဒ္ဒဝါစာတမ္ပပလပဝါစာဆိုတဲ့ဝစီကံ၃ပါးအဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့မယမနောကံ၃ပါးပေါင်းလိုက်တော့အကုသိုလ်10ပါးအဲ့ဒီအကုသိုလ်10ပါးတို့ဖြင့်မွေ့ပျော်သောပုဂ္ဂိုလ်များရဲ့နေရမယ့်နေရာသည်ဘယ်နေရာတဲ့မိုက်သူခံရတာဘာဖြစ်လို့မိုက်ရတယ်လဲမေးရင်ဘာလို့မိုက်ရတာရိုးရိုးဖြေပါဟမ်ဘာလို့မိုက်တယ်မိုက်တယ်ဆိုတာအပေါင်းမှားလို့ပေါ့နော်လောကမှာအပေါင်းအသင်းတွေသိလို့တဲ့တရားဓမ္မလို့နော်မိမိပေါင်းဖော်နေတဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းတွေမဟုတ်ဘဲနဲ့နော်မကောင်းတဲ့အာယုန်တွေမှာမွေ့ပျော်နေတဲ့ပုဂ္ဂိုလ်များကိုသွားအဖော်လို့ရင်ကိုလည်းပဲပေါင်းနေပေါင်းသွားတယ်အပေါင်းမှအပယ်ကြအပေါင်းမှရင်အပေါင်းမှန်လည်းရင်နိဗ္ဗာန်ဆန်းတဲ့ပြောခဲ့တယ်အပေါင်းမှန်ရင်ဘုန်းကြီးတို့ဘဝတရားဓမ္မတွေဘဝဘာမှန်မို့လို့တယ်ကလျာဏမိတ်တတမ္ပတမိတ်ကောင်းဆွေကောင်းကိုပြီးဝဲဖို့လို့တယ်အခုကဲဟောဒီဓမ္မသဘင်ဘွယ်ကြီးအတွက်ဒုတိယဘွယ်ကြီးအတွက်စီစဉ်ညွှန်ကြားတဲ့တရားဓမ္မများရဲ့ဟောနှိုးဆော်တိုက်တွန်းခြင်းကြောင့်အလိုကုသိုလ်တွေဝိုင်းပြီးတဲ့ကုသိုလ်တွေမရနိုင်ဘူးလားအဲ့ဒါဘာမှန်လို့အပေါင်းမှန်လို့ဟုတ်တယ်နော်အပေါင်းမှန်တဲ့ပုဂ္ဂိုလ်များရဲ့သွားရလမ်းခီးကဘယ်နေရာတဲ့
နိဗ္ဗာန်စံမယ်သူဂတိနိဗ္ဗာန်ပေါ်ရှင်းပြီနော်ဘာအာယုံတို့ဖြင့်ပေါင်းသင်ခွင့်ရစိတ်ချမ်းသာစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းရှိတဲ့ပုဂ္ဂိုလ်များရဲ့သွားရလမ်းခီးကကြမ်းတမ်းတဲ့နေရာလားတိမ်မွေးတဲ့နေရာလားကုသိုလ်တရားတွေပြေဝနေတဲ့ပုဂ္ဂိုလ်များရဲ့သွားရလမ်းခီးသည်စုခင်းတဲ့လမ်းလားပန်းခင်းတဲ့လမ်းလားကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်များရဲ့သွားရလမ်းကောစုခင်းတဲ့လမ်းဒုစရိုက်လမ်းပေါ့ဒါဆိုဘုန်းကြီးတို့တရားဓမ္မများရဲ့စိတ်စဉ်ထဲမှာဘယ်လမ်းကိုချောင်းနေအောင်ကြိုးစားရမယ်ကဲဘုရားကဘာပြောသလဲလို့ဆိုတော့ကွယ်တို့တဲ့လောကမှာကာမဝိတ္တအာယုန်နောက်ကိုမင်းတို့အချိန်မကုန်နေစေနဲ့ဒီလိုပြောတယ်နော်ဝတ္ထုကာမကိလေသာကာမဆိုတဲ့အာယုန်နောက်ကိုရဲ့အချိန်ကုန်ပြီးတော့မနေကြနဲ့ရှင်းပြီနော်ဒုတိယယာဘာဒဝိတဲ့ခဏခဏခက်တံကြမ်းတမ်းလာစွာသောစိတ်ကိုအမြဲမပြတ်ပေါင်းသင်ပြီးမနေကြနဲ့ဝိဟိန္ဒဝဲတဲ့သူတစ်ပါးဒီပေါ်မှာညှင်းဆဲလို့တဲ့စိတ်တွေခဏခဏမပေါ်ကြစေနဲ့မမဘူးလားတကယ်လို့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တအဲ့ဒီအာယုန်တရားတို့ဖြင့်ကျက်စားနေမိမယ်ဆိုရင်တဲ့သွားမဲ့လမ်းကြီးဒီကောင်းတဲ့နေရာလားမကောင်းတဲ့နေရာလားဒုတိယနေခမ္မဝိတ္တဒါဝိတ္တလေနေခမ္မဝိတ္တဆိုတာဟာထွတ်မြောက်လို့တဲ့စိတ်တတန်တရာတဲကလွန်မြောက်လို့တဲ့စိတ်ဒုက္ခကိုငြိမ်းလို့တဲ့စိတ်ခန္ဓာကိုယ်ကြီးကိုငြိမ်းလို့တဲ့စိတ်မဖို့နိဗ္ဗာန်ကိုလိုလားတောင်းတတဲ့စိတ်အပယ်လေးပါးတကားပိတ်လို့တဲ့စိတ်အဲ့ဒါဘာလို့ခေါ်လဲတန်တရာကြီးကိုဘေးလို့မြင်လာခဲ့တယ်ဟောဒီတန်တရာခန္ဓာကိုယ်ကြီးကိုဘယ်လိုမြင်လာလဲဘေးလို့မြင်လာတယ်ဩအိုဘေးကြီးနာဘေးကြီးသေဘေးကြီးကိုထမ်းလိုက်ရတဲ့ခန္ဓာကြီးပါလားဒီဘေးကလွတ်တဲ့တရားလေးတွေငါကျင့်ဖို့အချိန်ရောက်နေပြီဒီဘေးအန္တရာယ်မြောင်များစွာတို့မှလွန်မြောက်တဲ့ဝိပဿနာအတိလေးတွေကိုငါနားလဲနားထောင်ရမယ်ကျင့်လဲကျင့်ရမယ်ဓမ္မငါအတွက်ဘဝအတွက်စိတ်ချရမှာပဲလို့အဲ့ဒါလို့စိတ်ကလေးတဖွာဖွာပေါ်ပေါက်လာတာကိုဘာလို့ခေါ်လဲညိခမ္မဝိတ္တလို့ခေါ်တယ်ဟုတ်တယ်နော်အဲ့ဒီနိဂမဝိတ္တဆိုတာဟာဘာကိုကြောက်လာတယ်တန်တရာကြီးကြောက်လာတယ်လက်ရှိခန္ဓာကိုယ်ကြီးကိုကကောင်းကျိုးကိုတွေးလို့လားမကောင်းကျိုးကိုတွေးလို့လားမအိုနေဘူးလားမနာနေဘူးလားတဖြည်းဖြည်းဘုန်းကြီးတို့ခန္ဓာတရားဓမ္မများခန္ဓာကိုယ်ကြီးကဘာနဲ့နီးလာတယ်သုတ်တန်နဲ့နီးလာခဲ့တယ်ဟုတ်တယ်နော်ပခက်နဲ့ဝေးရင်ဘာနဲ့နီးလာတယ်သုတ်တန်နဲ့နီးလာခဲ့တယ်ဆိုရင်ပျော်စရာလားကြောက်စရာလားဩငါသုတ်တန်တို့မရောက်ခင်လေးမှာဘာလေးဥအောင်ကြိုးစားထားရမယ်တရားအတိဟုတ်တယ်နော်ခြုံပြောလို့ကုသိုလ်ဆွမ်းအားလေးတွေပြေဝထားရမယ်ဘာတွေပြေဝထားရမယ်ဘယ်ကိုမရောက်ခင်လေးမှာခန္ဓာကတော့ဒီထက်မကဘာဖြစ်လာမယ်။အိုမမုတ်ရှာဖြစ်ကြလေပြီမဟုတ်ခင်လေးသင်တွေးချိန်မီအိုမိဆဲဆဲရဲ့မလွယ်ကိုစီဤတရားချင်းပွားချိန်တံပြီနာမမုတ်ရှာဖြစ်ကြလေပြီမနာခင်လေးသင်တွေးချိန်မီနာမိဆဲဆဲရဲ့မလွယ်ကိုစီမြတ်တရားသင်ပွားချိန်တံပြီသေမမုတ်ရှာဖြစ်ကြလေပြီမသေးခင်လေးသင်တွေးချိန်မီသေမိဆဲဆဲရဲ့မလွယ်ကိုစီမြတ်တရားသင်ပွားချိန်တံပြီပွားဖို့အချိန်မတန်ဘူးလားအေးခန္ဓာကအိုမိဆဲဆဲနာမိဆဲဆဲသေမိဆဲဆဲဒီတရားလေးတွေကိုမှတရားဓမ္မတွေပွားများမှုအချိန်တန်ပါလျက်မပွားများမိပါဘဲနဲ့တာယီသမီးစီဝါရေးနိုင်ငံရေးလူမှုရေးနဲ့အချင်းကုန်နေမယ်ဆိုရင်
လူမိုက်လားလူလိမ္မာလားမိုက်သူဆံရမှာကဘယ်နေရာအပယ်လေးပုံပေါ်ထိုက်သူဆံမှာကမဖို့နိဗ္ဗာန်သူဂတိနိဗ္ဗာန်ပေါ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားဓမ္မများရဲ့စိတ်စဉ်ထဲမှာကဲဘုရားရှင်ကဘာအာယုန်နဲ့ပေါင်းရမှာတဲ့ကုသိုလ်အာယုန်နဲ့ပေါင်းနံပါတ်1နေကမဝိတေတရားတွေအမျက်မပြကြံစီတတ်ပါစေနော်ဒုတိယအပြပါဒဝိတေတဲ့တလောကလုံးငြိမ်းချမ်းကြပါစေတို့မြန်မာနိုင်ငံကြီးလည်းငြိမ်းချမ်းပါစေမိသားစုလည်းငြိမ်းချမ်းကြပါစေတို့မျိုးသူမျိုးသားနယ်သူနယ်သားကဘာသူကဘာသားတွေကိုယ်စိတ်နဲ့ပြကျမ်းမာချမ်းသာလို့ဒုစရလုပ်ငန်းလေးချောင်ချပြီသူတဲ့တရားတွေကျင့်သုံးနိုင်ကြပါစေလို့တလောကလုံးကိုမေတ္တာကမ္မထံလေးစီးပြန်တဲ့ဆွမ်းအားကိုဘာလို့ခေါ်တယ်အပြာပါဒဝိတေတတ္တဝါတွေကိုငြိမ်းချမ်းလို့တယ်ခယံတော်သားဖြစ်တာကိုမလိုချင်ဘူးတယောက်နဲ့တယောက်ရန်တွေ့တာကိုမလိုချင်ဘူးဟုတ်တယ်လားအရှင်ရှင်တော်လည်းတယောက်နဲ့တယောက်တူနဲ့တူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်တာလိုချင်မှမလားဩငြိမ်းချမ်းကြပါသည်ငြိမ်းချမ်းကြပါသည်ငြိမ်းချမ်းကြပါသည်အကုသိုလ်တရားတွေဖြစ်ခြင်းနိုင်ကြအကုသိုလ်တရားတွေကိုကုသိုလ်တရားတို့ဖြင့်ဖြည့်ခြင်းနိုင်ကြပါစေလို့အဲ့ဒါစိတ်သက်ကလေးတွေခဏခဏမွေးဖွားရင်အဲ့ဒါဘာလို့ခေါ်လဲမေတ္တာဆွမ်းအားပေါ့ဝိပဿနာပြီးရင်မေတ္တာတတ္တိကအကောင်းဆုံးပဲမေတ္တာလည်းနဲ့ကအကောင်းဆုံးပဲเนาะမေတ္တာလည်းနဲ့ထက်ကတော့ဝိပဿနာကုသိုလ်เนาะပြီးတော့မှနောက်ဆုံးတုကပါတယ်အာဝိဟိန္ဒဝိတေတတ္တဝါတွေကိုညှင်းဆဲလို့တဲ့စိတ်မရှိဘူးတယောက်နဲ့တယောက်လည်းမညှင်းဆဲခြင်းဘူးစီးပွားရေးလူမှုရေးဘာသာရေးဘယ်နေရာသွားဘာလေးလို့တယောက်နဲ့တယောက်ဘာဖြစ်စီညာတယ်မေတ္တာတရားရှိထားပြီးသူအများကြီးပွားပါစေဟုတ်တယ်လားသူတစ်ပါးတို့ရဲ့ပစ္စည်းဓာတ်ကိုမလိုချင်ဘူးအဲ့ဒါဟာဘာလို့ခေါ်တဲ့အာဝိဟိန္ဒဝိတေအာဝိဟိန္ဒဝိတေရှင်းပြီနော်ဒါဆိုနေခမဝိတေရဲ့အပြာပါဒဝိတေရဲ့အာဝိဟိန္ဒဝိတေရဲ့အဲ့ဒီကုသိုလ်နဲ့ပတ်သက်ပြီးတော့ဒီသုံးဌာနသုံးမျိုးသုံးစားနှလုံးအိမ်ထဲမှာကိန်းနေတဲ့ပုဂ္ဂိုလ်များရဲ့သွားရလမ်းခီးသည်ချမ်းသာစေရလားဆင်းရဲစေရလားဩချမ်းသာတဲ့နေရာကိုပို့တာဘယ်သူကပို့တာကုသိုလ်ကပို့တာဟုတ်တယ်လားမိမိစိတ်ထဲမှာခန္ဓာယုံနာဓမ္မသင်္ခါရတရားတို့ကိုနှလုံးသွင်းပါများလာတဲ့အခါမှာစိတ်ထားလေးတွေဘာဖြစ်လာလဲတရားအာယုန်တို့ဖြင့်တွေ့ထိခွင့်များလာသောစိတ်ကလေးတို့သည်ဘာဖြစ်လာတယ်နူးညံ့လာတယ်နားလည်ပြီနော်တရားအတန်လေးတွေတရားအတန်လေးတွေတရားအသိလေးတို့ဖြင့်တွေ့ထိပါများလာတဲ့စိတ်ကလေးတို့သည်ဘာဖြစ်လာတယ်နူးညံ့သိမ်မွေးလာတဲ့ယဉ်ကျေးလာတဲ့အသွာအလားအနည်းအတိုင်းအစားအသောက်အလုံးဘာဖြစ်လာတယ်နူးညံ့သိမ်မွေးလာသောပုဂ္ဂိုလ်ရဲ့စိတ်အစဉ်သည်အမြဲတမ်းဘာလို့ရှင်တဲ့ကုသိုလ်ဘာလို့ရှင်တဲ့စိတ်ကလေးတွေနူးညံ့တဲ့ပုဂ္ဂိုလ်တွေဘာကိုလို့ရှင်တဲ့ကာယကံနဲ့ပတ်သက်တဲ့ကုသိုလ်တွေဝစီကံနဲ့ပတ်သက်တဲ့ကုသိုလ်တွေမနောကံကုသိုလ်လေးတွေကိုထပ်ဆင်းထပ်တဲ့တိုးပွားဖို့မကြိုးစားဘူးလားအဲ့ဒီကြိုးစားလာတဲ့ပုဂ္ဂိုလ်များဘဝအဆင့်တန်းသည်တစ်ဆင့်တစ်ဆင့်ဘာဖြစ်လာလဲမြင့်မားလာတာပေါ့စိတ်တက်ကလေးတွေမြင့်မားလာရင်ရုပ်ပိုင်းဆိုင်ရာလဲဟောရုပ်ပိုင်းဆိုင်ရာအထက်တန်းရောက်လာခြင်းသည်ဘာတွေမြင့်မားလာလို့ဒါကြောင့်တရားဓမ္မတွေဘာကိုပြုပြင်ဖို့လိုအပ်တယ်မကောင်းသောစိတ်ဆိုးစိတ်မိုက်မှကောင်းသောစိတ်ကလေးတွေနားလည်ပြီနော်မကောင်းသောအကုသိုလ်နယ်ပယ်မှာကောင်းတဲ့ကုသိုလ်လေးတွေရှင်းပြီနော်အေးတရားဆွမ်းအားလေးတွေမိမိရဲ့စိတ်စဉ်ထဲမှာဓမ္မဆိုတဲ့တရားအသိလေးတွေကိုနှလုံးသားထဲမှာခဏခဏတွေ့ထိပါများလာတော့တရားဓမ္မများရဲ့စိတ်စဉ်သည်ချမ်းသာမှလားဆင်းရဲမှလားဒါကြောင့်မို့လို့ဗုဒ္ဓရှင်တော်မြတ်ဘုရားဆုံးမအပ်သောဓမ္မဆိုတဲ့အသိလေးတွေမိမိစိတ်စဉ်ထဲမှာကိန်းအောင်မလုပ်ရမယ်ကြိုးစားရပါမယ်ဘာလို့ရမယ်လူရင်းပြောရင်အာကုသိုလ်အာယုံမှာကဲမတရားအာယုံမှာတရားအာယုံမကောင်းတဲ့လမ်းစဉ်မှာ
အောက်တန်းကြစိတ်မှာအောက်တန်းကြတဲ့အကုသိုလ်လုပ်ငန်းမှာအထက်တန်းကြတဲ့ကုသိုလ်စွမ်းလေးတွေမိမိနှလုံးအိမ်ထဲမှာကိန်းအောင်ကြင့်ကြံပွားများအားထုတ်နိုင်ကြပါစေလို့မေတ္တာပို့ရင်ကဲတဲ့အိုလေးရှိလိုက်ကြဩတာယောမဇနာတတ္တမံပฏิပတ်တိသဣဒာကာလံဒုက္ခယံတုပါဠိတုဇိနသာသနံပฏิပတ်တိပฏิပတ်တိဆွတ်သောတတ္တမိသသူတော်ကောင်းတရားတို့သာလျင်ဩတာကြိုးစားအားထုတ်လျက်ရှိကြပါပေကုန်သောယေမာဇနအကျဉ်ယဟန်ရှင်လူအလုံးကုန်သောတရားဓမ္မပေါင်းသူတော်ကောင်းတို့သည်ဒုက္ခယံတုကျမ်းမာခြင်းချမ်းသာခြင်းရှိကြကုန်သည်ဝန္တုဖြစ်ကြပါစေကုန်သတည်းဣရာကာလရှိမြင့်စွာသောကာလပတ်လုံးဇိနသာသနာမြတ်စွာဘုရားရှင်45ဝါတိုင်၌ထူထောင်တော်မူခဲ့တဲ့ပရိယတိသာသနာပฏิပတ်တိသာသနာပရိဝေဒသာနာတော်မြတ်ကြီးကိုပါဠိတို့စောင့်ချောင်းနိုင်ကြပါစေကုန်သတည်းဝါပါဠိတို့ကိုနဲ့အသက်မငဲ့ွက်ပဲသာသနာတော်အကျိုးကိုများ၏ကို၍ကောင်းစွာမှတ်သွေးစောင့်ချောင်းနိုင်ကြပါစေကုန်သတည်းကဲတလောကလုံးကိုမေတ္တာကမ္မထံလေးစီဖြန်းကြမယ်အထေယမှာမြာတရဝါချမ်းသာကိုစိတ်ငြဲကြပါစေအန္တရာယ်ကင်းဖေးတွေရှင်လက်ငင်းချမ်းသာကြပါစေအောက်အယမှာမြာတရဝါချမ်းသာကိုစိတ်ငြဲကြပါစေအန္တရာယ်ကင်းဖေးတွေရှင်လက်ငင်းချမ်းသာကြပါစေအနန္တစကြဝဠာညာတရဝါချမ်းသာကိုစိတ်ငြဲကြပါစေအန္တရာယ်ကင်းဖေးတွေရှင်လက်ငင်းချမ်းသာကြပါစေတရားဟောတရားနာညာတရဝါချမ်းသာကိုစိတ်ငြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေကိုယ်စိတ်နှဖျားဘေးရန်ကွာကျမ်းမာကြပါစေကိုယ်စိတ်နှဖျားဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးရှင်ပြုံးကြပါစေမေတ္တာယံသူဒေါသမူအဘုကင်းပါစေမေတ္တာရေချမ်းကိုယ်စီဖြန်းအေးချမ်းကြပါစေခန္ဒီနှလုံးကိုယ်စီသုံးရှင်ပြုံးကြပါစေတို့မေတ္တာစွမ်းကဘာလွန်အေးချမ်းကြပါစေတို့မေတ္တာစွမ်းကဘာလွန်ငြိမ်းချမ်းကြပါစေဤသို့ပြုရာမြတ်ပေါင်းညကြောင့်အမတခေမံဤနိဗ္ဗာန်ကိုဧကံထုတ်ချောက်ရောက်စေသောယနေ့ယခုအာထုသမျှပြုသမျှမြတ်ဘာကကိုမိဘဆရာမြို့သားနှင့်ကိုမဆောင်ချက်ကိုဆောင်နက
အရင်စ၍ရှိသမျှလုံးစုံဘုံ31ဖြစ်ဖြစ်သမျှရှိသမျှဝိနည်းရတို့ရကြပါစေပေငါဝေသည်ညာတွေသာဓုခေါ်စေသောမေယယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမေယယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမေယယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကဲဤကုသိုလ်ကြောင့်ပြစ္စုပန်တကွေကိုစီကိုငါတရားထူတွေ့ကြပါစေဘုရားတရားနဲ့ပြည့်ဝနိုင်ကြပါစေ